မိန်းကလေးတွေစိတ်မဝင်စားတဲ့ယောက်ျားလေးအမျိုးအစား၃မျိုးဒါကတော့အရင်ဗီဒီယိုကိုအားလုံးကသဘောကျကြလို့တင်ပေးတဲ့ဒုတိယပိုင်းဖြစ်ပါတယ်။တကယ်လို့သင်ကဒီအချက်တွေကတစ်ခုခုဖြစ်နေရင်အထူးသဖြင့်နောက်ဆုံးအချက်ဆိုရင်တော့သင်အတွက်လမ်းဆုံးသွားပြီလို့တော့ပြောလို့ရတယ်။ပထမတစ်ခုကတော့ကာမရာဂစိတ်အယမ်းများလွန်းတဲ့သူမင်းကသူတို့ကိုအဲ့ဒီစိတ်တစ်ခုတည်းနဲ့ပဲလိုချင်နေတာကိုမိန်းကလေးတွေမသိဘူးလို့တကယ်ထင်နေတာလား။မိန်းကလေးတွေပေါ်မှာတာထွက်အောင်ယူသွတ်နေတဲ့သူတွေဥပမာအမြဲတမ်းမိန်းကလေးတွေအကြောင်းပဲတစ်ခွက်ခွက်ပြောနေတဲ့သူမျိုးဟာဘယ်တော့မှစောကြီးမှမဟုတ်ဘူးဒီလိုလူမျိုးကိုမိန်းကလေးတွေနဲ့တွဲလို့တွားလို့တွေ့ရမှာမဟုတ်ဘူးမင်းဘလောက်ပဲရုပ်ချောချောအချိန်ပြည့်သူတစ်ပါးရဲ့ IG ကိုလိုက်ချောင်းနေရင်တော့တိတာလွန်းလို့အခြေအနေပိုဆိုးသွားလိမ့်မယ်ငါပြောတာကိုမင်းတို့ကလိန်နေတယ်လို့အမြဲထင်ကြမှာပဲဒါပေမဲ့မင်း share ကိုနှိပ် Instagram direct ထဲကိုတွားကြည့်လိုက်ရင်လူစရင်းတစ်ခုပေါ်လာလိမ့်မယ်အဲ့ဒီထဲကထိတ်ဆုံး3ယောက်မှာသူတစ်ပါးနာမည်ရှိနေရင်တော့ေးသူလည်းမင်းကိုလိုက်ချောင်းနေပြီးမင်းကိုသဘောကျနေတာဖြစ်နိုင်တယ်ဒါပေမဲ့သတိထားပါမိန်းကလေးတွေကလည်းဒီနီလန်အတိုင်းပဲတုံးပြီးမင်းတို့ကိုလိုက်ချောင်းနေတာဆိုတာပြန်ကြည့်လို့ရတယ်ဒုတိယတစ်ခုဒါကိုတော့မင်းတို့သဘောကျမှာမဟုတ်ဘူးဒါပေမဲ့မင်းဘလောက်ပဲရုပ်ချောချောအားကစားမှာပဲဘလောက်တော်တော်ပတ်စံပဲဘလောက်ရှိမင်းကအရက်ကူနေရင်တော့မိန်းကလေးတွေရဲ့စိတ်ဝင်စားမှုကိုရဖို့ပိုပြီးခက်ခဲသွားလိမ့်မယ်ဒါပေမဲ့အသက်ငယ်သေးရင်တော့အရက်အတွက်တိတ်ပြီးစိတ်မပူပါနဲ့ဦးငါဆိုလိုတာကအသက်25နှစ်အောက်ပေါ်မင်းရဲ့အရက်နဲ့အသက်ကိုကောမန့်မှာခြံခဲ့ပါငါတို့ကအဆင်ပြေမပြေဆန်းစစ်ပေးမယ်တတိယတစ်ခုကတော့အရန်ကိုဆွဲဆောင်မှုရှိလို့နဲ့သူဒါကအယူကြောင်ကြောင်နိုင်တယ်လို့ထင်ရပေမဲ့မင်းကအရန်ကိုဆွဲဆောင်မှုရှိလို့နေရင်မိန်းကလေးတွေအတွက်ချင်းကပ်ရမှာလက်စရာဖြစ်သွားတတ်တယ်ဒါကြောင့်မင်းမှာဘာကောင်းမှလေးမှမရှိဘူးဖြစ်နေရင်မင်းကအရန်ဆွဲဆောင်မှုရှိလို့နေလို့ဖြစ်နိုင်ခြေနည်းငယ်ရှိပါတယ်ဒါကြောင့်ဒါကိုစိတ်ထဲမှာသိပ်ပြီးတွေးပူမနေပါနဲ့တော့စိတ်ပညာကျိုးဝက်ချက်များအတွက် follow လုပ်ထားပါ